ဆိုင်ခွန်လေးစားအဲ့ဒီရခိုင်သူရခိုင်သားဒီအားလုံးတာလီဇောပါ ဒါလီဇော ရခိုင်လူမျိုးဒီဘိုးကံကမာကိုကိုလာနဲ့ဖန်တီးနိုင်ဖို့လူမျိုးခါတိုင်းတစ်ပါးသားဒီကျွင်ပူမှုအောက်ကလည်းမလောက်နိုင်ဘူးတော့ကျွန်တော်တို့ရခိုင်မျိုးသားအဖွဲ့ချုပ် ULA ရခိုင်တပ်တော် AA ကနေပြီးရာခိတာလင်းဆိုင်ကိုအမဲပြီးလုံငင်းဆိုင်ဒီအဆောင်ဆုံးကိုကျွန်တော်ကိုးစားဆောင်လို့ရှိနေပါတယ်ရခိုင်လူမျိုးဒီဒီနေ့ကုန်တီးနေကြရတယ်အမျိုးသားရဲ့အကျက်တီးတီးအခါခေးတီးဆောရဲနေကြမှုဒီကရုံထွားနိုင်ဖို့တော့ကျွန်တော်ရခိုင်လူမျိုးရခိုင်ပြည်ကိုပြင်လို့ပိုင်ဆိုင်နိုင်ဖို့ရခိုင်ကဲကမာကိုရခိုင်သားလားနဲ့စနိုက်တကြပုံဖော်ထူဆိုင်နိုင်ဖို့ဆို ခိုင်ကကြမှာကိုရခိုင်စနစ်တကျပုံဖော်ထူဆိုင် ကျွန်တော်ရခိုင်လူမျိုးဒီပိုင်းနိုင်ပေါင်း200ကျော်အရှုံးရှာအာနာကွန်မီပြီးကိုတိုင်းပင်ထားမှကိုနေမလားဒုက္ခတွေဖိုင်းနေတာဆိုတော့ပြီးပြောရဲအမျိုးသားရဲ့ဥဆောင်မှုမင်းကလေးလဲဆိုင်မရှာမဲနိုင်တော့ဒီမွန်ဝါဒရေးရာဒီအားလုံးပြားစီးပြီးစုစည်းညီညွတ်မှုဒီပရိုကွေးနေလို့ဖိုက်ပါတယ်တကယ်ကျွန်တော်တို့အင်းနေရှင်ခါအခီတာလဲဆိုင်ကိုရှာမဲပြီးလုံငယ်ဆိုင်ဒီကိုစနိုက်တကြအခီခင်ကြကြအကောင့်တွေပေါ်လို့ရှိနေပါတယ်ဒီချမတော့ကကိုတိုင်းပေကိုပရင်လို့တေဆောက်ဖို့ဆိုကြတိုင်းပရီအခရီးခင်အုံလိုက်အမျိုးသားတွေကိုရိုဖိုက်တယ်ကျွန်တော်တို့ရခိုင်လူမျိုးများကြီးအမျိုးသားတွေစိတ်တဲ့အမျိုးသားတွေမူဝါဒလင်းဆိုင်ကိုစနိုက်တကြနဲ့တေဆောက်ပနာကျွန်တော်တို့ရခိုင်အမျိုးသားတက်မလို့ကိုစားပြီးတေဆောက်နေခဲ့ပါတယ်ရှောင်းမလေးတော့နေပြီးတက်မလို့တရက်တေဆောက်တယ်ဆိုလို့ဆိုလုံငင်းတော့မဟုတ်တိုးတော့ကျွန်တော်တို့တိုင်းပင်တဲ့လူမျိုးသီရိဟော်ရဲ့တော့အသာတမအရေးပြီးခေခင်အုံလိုက်အမျိုးသားတဲမလို့ကိုကျွန်တော်ဇာပိုင်ခါခေကွန်ရှိကျွန်တော်ဆိုရယ်ကိုစားပြီးတေဆောက်လာဖို့ဒီချောင်းဆိုရယ်ရခိုင်လူမျိုးရခိုင်နေနမိတ်ရခိုင်ရိုးကြီးအနာကဲကိုတတိတိုက်စာရှိစော်နဲ့အာမခင်ချပြီးနိုင်ကိုတဲမလို့တဲ့ကိုစားတေဆောက်ဆိုဖိုက်ပါတယ်ဒီနေ့ကောင်းရခိုင်ပြည်ပရောင်ဘာကိုလာပြီးကျွန်တော်အမျိုးသားတဲမလို့တေဆောက်ရယ်တခါမဟာမိတ်ကြီးနဲ့လာပြီးဒေသအသီးသီးမှာတိုက်ပွဲဝင်ကြရတယ်။ရဟန်းကရရဲ့အပြီးကုန်ဒီနဲ့အရှင်ကာလအများကြီးပြီးဆက်ပြီးကျွန်တော်ရခိုင်တို့တူရီနဲ့ထိုးဖောက်ရှိတားလာရင်အင်းနေအရှင်ကစားမပရောခိုင်တယ်မလို့ဆိုရဲဇာသူလာခင်မခင်ကျွန်တော်တို့ကိုကျွန်တော်မှသင်ဒိတ်ခင်ရှာမဲပြီးသားဖိုက်တဲ့အတိုင်းရခိုင်တယ်မလို့ဆိုရခိုင်ပြည်ကိုအရောက်ရှိတားလာပဲဖိုက်တယ်။ဆာလာပြီးလေတော့ဒေတာပိုပြီးတဆောင်းပြီးတဆောင်းခိုင်မာလာအောင်ကိုစားလာဖို့ဖိုက်တယ်ဒီကထဲမှာဇာပိုင်းဆိုအခါခေကွန်ရှိဇာသူကလာခင်မခင်ကျွန်တော်တို့ဒီချောင်းဒီကိုကြော်တော့လာဖို့ဖိခါလာဖို့ဒီရခိုင်တဲမလို့ဆိုရဲကျွန်တော်တို့အရောင်းပရောပိုင်းဒီရခိုင်တဲမလို့ဆိုရခိုင်တိုင်းပေတော့ရခိုင်လူမျိုးတိတော့တေဆောက်ထားတယ်ရခိုင်အမျိုးသားတဲမလို့ဖိုက်တယ်ရခိုင်တဲမလို့ဆိုနေပြီးရင်သူတိကိုရှေမှုရဆိုတာရခိုင်လူမျိုးကြီးရင်သူရခိုင်တိုင်းပေရင်လူတိကိုတိုက်ခိုက်လာဖို့ဖိုက်တယ်ယေရှုနဲ့နေပြီးရခိုင်ပေရင်သူဆိုရခိုင်တဲမလို့ရင်သူဖိုက်တယ်ပိုင်းရခိုင်တဲမတော်ကြီးရင်သူဆိုလဲရခိုင်လူမျိုးကြီးရင်သူဖိုက်တယ်ကျွန်တော်တို့ဒီနေ့တည်ရှင်တာရင်သူမိတ်ဆွေခွေခါနိုင်ဖို့အထူးအရေးပေးနေပါတယ်တကယ်ဟိုရခိုင်ပြည်မှာရခိုင်တဲမတော်အဖိကုန်းနိုင်ဖို့ဒေတာပိုလို့ခိုင်မာတဲ့အမျိုးသားတဲမတော်တည်ဆောက်ဖို့ကိုးစားနေတဲ့အချိန်ဒီမှာကျွန်တော်တို့တိုင်းပြည်ကိုကျူးကျော်နေရှိထားတဲ့ဗမာတဲတီနဲ့တိုက်ပွဲဒီဖိုက်လို့ရှိနေပါတယ်တကယ်ဒီတိုက်ပွဲဒီမှာလည်းတော့နေပြီးရခိုင်တဲမတော်ကဇာလောက်ပေါ်တော်လဲတရဲဖိုင်လို့ခါခေးလီပဲစီကျွန်တော်တို့ရှိစော်နဲ့အကောက်ဆုံးရဲတွေပြီးတိုက်ပင်တဲ့လူမျိုးတော်တွေသင်ပြီးတိုက်ပွဲဝင်နေပါတယ်သူတို့ဒီကရခိုင်တဲမလို့အလွေတကူနဲ့အမိုက်ဖက်ရှင်မုံမလိုက်ဖို့နိုင်ငံရေးထောင်ချောက်တွေအမျိုးမျိုးဆောင်ပြီးကိုစားနေတော့ဒီကိုတွေးရပါတယ်ဒီချောင်းစော်နေပြီးကျွန်တော်ရခိုင်လူမျိုးဒီကိုအထွန်သေးစောချောတော်စောဖိုက်ပါတယ်ကျွန်တော်ရခိုင်လူမျိုးဒီဆိုနေပြီးကိုရိုကြီးအနာကဲတော့နေပြီးဇာကိစ္စကိုမဆိုလာလျှော့ပြီးလီဖို့မဟုတ်ရခိုင်တဲမလို့အနေနဲ့ဇာခါလေးတော့လာနာချပြီးရှုံးပြီးဖို့မို့မိမိတို့တိုင်ပင်တဲ့လူမျိုးတော်ဇာကိုမဆိုစွန့်လဲလာဖို့တော့အဆောင်တော့လုတ်ပြီးသားဖိုက်ပါတယ်တိုင်ပင်တဲ့လူမျိုးတနေ့နေ့ခါလွဲမောက်လာဖို့တော့ကျွန်တော်အကောင့်ဆုံးပရိုဇာလာဖို့ဖိုက်တယ်ဆိုခါကျွန်တော်တို့အခုရာခိတာလဲဆိုင်နဲ့ပယ်သက်ပြီးလူဒီကရာခိတာလဲဆိုင်ဆိုဇာလေရာခိတာလဲဆိုင်ဆိုနေပြီးအဓိကရခိုင်လူမျိုးဒီကိုကံကမာကိုဖန်တီးနိုင်ဖို့လွဲလက်တဲ့ရခိုင်လူပေါင်းကိုဂုံသိခါရှိတဲ့ကဘာမီဂီထားမှာကျွန်တော်တို့အခိုင်မာရဲတည်နိုင်ဖို့တော့နေကျွန်တော်ကိုးစားကြရဖို့ဖိုက်တယ်ဒီချောင်းမှာဒေတာပိုလို့ချောင်းလွန်တီးကြတယ်အတိတ်ပဲခေါင်းဆိုရှာတီရှိပါတယ်
ဒီနေ့ဒီရှင်ကတော့ကျွန်တော်ရခိုင်ပြည်သူလူထုပြီးချော်ရမယ်သတော်စကားကတော့ကကျွန်တော်ရာခိတာလဲဆိုင်ကိုလုံငယ်ဆိုင်ဒီအဆွမ်းဆွမ်းရှာပြီးအကောင့်တွေပေါ်လာဖို့ရခိုင်လူမျိုးတီရွန်ထဲမှာစိတ်ထဲမှာရှိနေတဲ့အိမ်မာတိမျော်လွန်ရှာတိကိုအကောင့်တွေပေါ်လာဖို့ကျွန်တော်ဒီရခိုင်အိမ်မာရာခိတာအိမ်မာလို့ခေါ်တဲ့ Arakan Drink ကျွန်တော်အခုဆင်ထားတယ် Arakan Drink 2020ဆိုပြီးကျွန်တော်ဘာကသတော်စကားတခုလူထူပါကိုတဲလှန်လို့ဆိုတဲ့တခုအနေနဲ့ပြီးထားပါတယ်ဒီချောင်းကိုနေပြီးတချို့လူတွေက2020မှာရခိုင်တက်မလို့ဆိုရခိုင်ပြည်သိမ်းတိုက်ပွဲဆောင်နေဖို့ရောက်ပဲဆိုမျိုးအတိတ်ပေဒီကောင်းနေကြဆိုဒီတွေ့ရပါတယ်ကျွန်တော်ကနေပြီး Arakan Drink 2020ဆိုကကျွန်တော်ဇာကိစ္စကိုပုံမဆိုလွေလွေနဲ့ပေါ်ပြီးလွေလွေနဲ့စိတ်ကိုရင်ပြီးပေါ်ဆိုမဟုတ်ပါကျွန်တော်ဒီရခိုင်ရာခိတာအိမ်မှာ2020ဆိုရတဲလှန်လို့ဆိုတဲ့ငါဇာကိုဆိုလို့ဆိုလေးဆိုရကျွန်တော်ရခိုင်ပြည်ကိုရခိုင်စိုက်တဲ့နဲ့သိမ့်ပိုက်ပလိုက်ဖို့ဆိုတာအရေးကြီးနေဆိုကရခိုင်သားတယောက်ချောင်းစီစိတ်ထဲမှာလက်တွေရခိုင်နိုင်ငံသားတယောက်ပဲခံယူဖို့ငရိုးစော်ရရခိုင်ပြည်တော့ရခိုင်သားတယောက်ချောင်းစီစိတ်ထဲမှာငရိုးစော်တာဝန်ယူမှုဒီအသီတရာဒီခိုင်မာလာပြီးကပဲသားရသင်ဒိဋ္ဌံနဲ့အလိုလုပ်ခဲ့ဖို့ကဘာအနေနဲ့ကိုပရင်ကွန်ရောက်လိုက်ရခိုင်သားဒီလေးသောနေပြီးကအမျိုးသားကွန်ရာကြီးရှိတ်စားပြီးကကျွန်တော်အမျိုးသားလှုပ်ရှားမှုတွေကို2020လောက်မှာစားတော့နိုင်ဖို့တော့ကျွန်တော်မျှော်မှန်းထားပါတယ်။တိုင်းပေတပေကိုနေပြီးပြည်သိမ်းတိုက်ပွဲဆောင်လေးပိုက်ဆိုတာပို့လို့အခရိခံကြားစောကရခိုင်လူမျိုးတီးဆိုနိုင်ငံရဲ့အသိစိတ်တီးအမျိုးသားရဲ့ခင်ယူရှာတီးနဲ့နေပြီးကိုတိုင်းပေကိုဇာပိုင်ပို့လို့ခိုင်မအောင်တည်ဆောက်ခဲ့ဖို့လေလိုအပ်တဲ့အစွမ်းတိုင်းမှာနေပြီးကိုတို့ကြားရနေတာကတာဝန်ယူလာဖို့ဆိုတာပို့လို့အရေးကြီးပါတယ်။ယေစုနဲ့နေပြီး Arakan Drink 2020ဆိုကရာခိတာအိမ်မောက်ကိုစားတော်ပြီးအမျိုးသားရဲ့လှုပ်ရှားမှုအသွားနဲ့အရှောင်းရှောင်းရှိစားပြီးစနိုက်တကြပြီးဘရောင်းပုံပေါ်သူဆိုင်လာဖို့တော့ကျွန်တော်ကနေပြီးဒီဆောင်ကိုတဲလှန်လို့ဆိုတဲ့တခုအနေနဲ့ကျွန်တော်တိုက်ပွဲနေခွန်ဖိုက်ပါတယ်တကယ်ရခိုင်ပြည်သိမ်းတိုက်ပွဲရခိုင်တဲမလို့ဇာခသိမ်းဖို့လေးဆိုထားနေပြီးရခိုင်ပြည်ကိုသိမ်းလိုက်ရုံနဲ့နေပြီးရခိုင်မာတီကိုအကောင့်တွေပေါ်ဖို့ဆိုလွေဆိုတော့မဟုတ်ပါရတော့နဲ့ရခိုင်သားတိုင်းကနေပြီးတာဝန်ယူမှုဒီနဲ့တိုက်ပေလိုအပ်ချတိဂန်ဒါရဲတီကိုနေပြီးစနိုက်တကြနဲ့တာဝန်ခံနိုင်ဖို့အရေခွန်ဒီကိုမောတော့ဖို့တာဝန်ဒီစိတ်ဒီနဲ့နေပြီးစူးဆွေးညီနေနိုင်ဖို့ဆိုဒီတော့ကျွန်တော်ကနေပြီးတဆောင်းပြီးတဆောင်းလုပ်ခဲ့ဖို့လွယ်ပါတယ်တကယ်ဒီနေ့ဒီအချိန်မှာရခိုင်ပြည်မှာရင်သူပဲပဲလေးဝိုင်းလို့ရှိရယ်သာသနာတိအမျိုးမျိုးနဲ့တုံ့ပြီးနေရရယ်ဥမာပြောဖို့ဆိုကလာသာသနာဆိုနေပြီးရခိုင်ဒီတော့နေနိုင်ငံရေးဝန်ကဘာကြီးတစ်ခုဖိုက်တယ်နိုင်ငံရေးသေကွန်ထောင်ချောက်ကြီးတစ်ခုဖိုက်တယ်ဒီဆောင်ပေါ်မှာသဘောထားဒီကိုယ်လေးဆိုဒီရှိရယ်အတွေ့ခေါ်တဲ့အမျိုးမျိုးနဲ့နေပြီးမုံဝါဒမတူငဲဆိုဒီရှိရယ်ကျွန်တော်ကနေပြီးအချောင်းကအထူးသတိပြီးလို့ဒီပါဒနာဆိုကောင်းရှုပ်ထွေးပြီးခါခေပါဒနာတစ်ခုဖိုက်တယ်ဒီပါဒနာဝင်ပြီးခံစားရှားတိကိုရှိတဲ့တောင်ပြီးဖေရှောင်းလို့မလားကျွန်တော်ရန်သူပါလေဘလို့လို့စီဆိုပြီးဗမာစိုက်တဲ့ကကျွန်တော်ရခိုင်တက်မလို့ဇာခါလီတော့နေပြီးနိုင်ငံရေးကဒဲသူရောက်ပါဒီမဲ့မပူးချော်ဆိုလေးပါရဲ့အရင်ကတော့ရန်သူဤတဘာကိုဖိုက်တယ်ဒီကကျွန်တော်ကနေပြီးဒီကလာပရာဒနာနဲ့နိုင်ငံရေးသေကွန်ထောင်ချောက်တိထဲကအမေရိကန်ဆွေးခေါ်နေကျွန်တော်ကရခိုင်တက်မလို့တူထောင်ထားရရခိုင်တိုင်းပြည်ရဲ့လူမျိုးကာကွယ်ဖို့ဆိုပြီးရခိုင်လူမျိုးတီကိုလည်းတော့နေပြီးဒီလိုက်တာသူထားရအဖွဲ့အစည်းဖိုက်တယ်ဆိုတာသူကကလာပရာဒနာဖိုက်လာတိုင်းရခိုင်တက်မလို့ရောအထင်မှာဝန်ပါလာဖို့ရောအထင်မှာဝန်ပါလာပြီးတဲ့တမန်ရေးထောင်ချောက်ကဘာဤဒီအဖေထင်မှာမျိုးလောက်အောင်တော့နေပြီးကျွန်တော်ဝင်ရောက်ပိုင်ထောင်ချောက်ဆောင်ရဒီကကျွန်တော်ကနေပြီးဒီဆောင်ကိုကျွန်တော်တဲထင်မှာလည်းတဲမှုအဆောင်ဆောင်ပါလဲရပြီးဒီ UL ကျွန်တော်ရခိုင်မျိုးသားအဖွဲ့ချုပ်ထင်မှာလည်းတော့နေပြီးကောက်ဆောင်ဆောင်ကိုကျွန်တော်ကတတိပြပိုင်ဗမာတိဆိုနေပြီးရခိုင်ပြည်ကိုကျန်ပူပြီးရခိုင်တဲ့ဇာတာတိကိုပြစုထားရရခိုင်ပြည်ကရတဲ့ဩဇာအာဟာရတိကိုအားလုံးသူတို့ဝင်းထင်မှာထည့်ပြီးရခိုင်ပြည်ကထောလာရစိတ်တိကိုကြာဟန်ပြီးရခိုင်သားဝင်းထင်မှာထည့်ဖို့ကိုးစားနေကျွန်တော်လာနေပြီးသူတို့ချောင်းရဖို့ပြဿနာသူတို့ရှုပ်ထားတဲ့ဒေသတိကိုနေပြီးကျွန်တော်လာထည့်ကိုထိုးရပြီးအငှားလာနဲ့လူတွေကိုကိုးစားနေရောက်ပဲဆိုပြီးကျွန်တော်ကနေပြီးနိုင်ငံရေးသတိကိုပြီးထားပါမော်လခံစားရှာတိုင်းတုံးပန်လို့မလားနိုင်ငံရေးကအနိမဲ့လက်မဲ့ရဲတရားကိုဖိုက်တယ်ဒီကိစ္စမှနေပြီးဘိုးစောစိတ်လိုက်မဲ့ပါခံစားရှာနေရှိတဲ့တောင်လုံးမှာပါလာဖို့ဆိုပြီးဒီနေ့ဒီအချိန်မှာဗမာစိုက်တဲ့ကိုကဘာကြီးကဇာမလို့သူကပရိုရှောင်ပရိုမော်ရိုတော့ငါတို့လုံးလို့ပဲဆိုမျိုးပရိုရှောင်ပရိုသူတို့ကျွန်တော်လုံးဝနားလေထားဆိုတာသူတို့ဆိုရခိုင်ပြည်ကိုကာကွယ်ဖို့ရခိုင်လူမျိုးတီကိုကာကွယ်ဖို့ဆိုတာသူတို့ပိုင်နေတဲ့ဗမာအောင်ပိုင်ကိုကာကွယ်ဖို့ဆိုရစီကဲနဲ့လုံလိုက်ဆိုဖိုက်တယ်လို့ကျွန်တော်လုံးဝချောင်းချောင်းလောင်းလောင်းနားလေထားဖို့လိုရပိုင်ကြာ
အဲ့တော့ရခိုင်တော်စစ်ဦးစီးချုပ်ကရခိုင်လူထုထံတို့တိကျပြတ်သားတဲ့ရှင်းလင်းတဲ့အမှားစကားတစ်ခုဖြစ်ပါတယ်ရခိတအိမ်မက်ရခိုင် dream ကဲရခိုင်လူထုကြီးညီကြညွတ်ကြပါဗမာတွေမညီကြဘူးဗျခင်ဗျားတို့ရခိုင်ကိုညီညီညွတ်ညွတ်နဲ့သိမ့်ပိုက်လိုက်ပါပြီးရင်ကျွန်တော်တို့ပြည်တော်စုတိဆောက်ဖို့စကားပြောကြတယ်အဲ့ဒီမှာနိုင်ငံရေးထောင်ကြောင်းပါလေတည်တာခုနပြောတဲ့ရွန်ဂျာဆိုတဲ့ကိစ္စဒါကိုတတိထားကြဖို့ခံစားချက်နဲ့မတုတ်ပြန်ကြဖို့ခင်ဗျားတို့ရဲ့တူရီတော့ခေါင်းဆောင်ခင်ဗျားတို့အားကိုးယုံကြည်ရတဲ့ခေါင်းဆောင်ဘိုလ်ချုပ်ထွန်းမြတ်နိုင်ကခင်ဗျားတို့ထံအမှားစကားပြောလိုက်တယ်ခိုင်တားချေလို့တာလီဆောက်အားလုံးကိုကျေးဇူးတင်